အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ထောင်းအမျိုးအစားများ types of angles အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ထောင်းတစ်ခုဖြစ်ပေါ်ဖို့ရန်အတွက်ထောင်းလက်တံနှစ်ခုလိုအပ်ပါတယ်အဲ့ထောင်းလက်တံနှစ်ခုစုံစည်းတဲ့နေရာမှာဖြစ်ပေါ်လာတဲ့အကွာအဝေးကိုထောင်းလို့ခေါ်ပြီးတော့များသောအားဖြင့်သူ့ကိုဒီဂရီနဲ့တိုင်းတာလေးရှိပါတယ်အဲ့ဒီဒီဂရီမှာ360ဒီဂရီအတိအကျရှိတဲ့ထောင်းကိုတော့ full angle တပတ်လည်ထောင်းလို့ခေါ်ပါတယ်360ဒီဂရီရဲ့တစ်ဝက်180ဒီဂရီအတိအကျရှိတဲ့ထောင်းကိုတော့ straight angle ထောင်းဖြောင်းလို့ခေါ်ပါတယ်180ဒီဂရီရဲ့တစ်ဝက်90ဒီဂရီအတိအကျရှိတဲ့ထောင်းကိုတော့ right angle ထောင်းမှန်လို့ခေါ်ပါတယ်0ဒီဂရီနဲ့90ဒီဂရီကြားမှာရှိတဲ့ထောင်းလေးတွေကိုတော့ acute angle ထောင်းကျင်းလို့ခေါ်ပါတယ်90ဒီဂရီထက်ကြီးပြီးတော့180ဒီဂရီနဲ့ထက်ငယ်တဲ့တနည်းအားဖြင့်90ဒီဂရီနဲ့180ဒီဂရီကြားမှာရှိတဲ့ထောင်းတွေကိုတော့ obtuse angle ထောင်းကျယ်လို့ခေါ်ပါတယ်180ဒီဂရီထက်ကြီးပြီးတော့360ဒီဂရီအောက်ငယ်တဲ့ထောင်းတွေတနည်းအားဖြင့်180ဒီဂရီနဲ့360ဒီဂရီကြားမှာရှိတဲ့ထောင်းတွေကိုတော့ထောင်းပြန် reflex angles လို့ခေါ်ပါတယ်တခါတရံမှာထောင်းလက်တံနှစ်ခုကြားမှာဘာအကွာအဝေးမှာဖြစ်ပေါ်ခြင်းမရှိပါဘူးတနည်းအားဖြင့်ပြောရင်ထောင်းလက်တံနှစ်ခုဟာတစ်ထပ်တည်းကျနေပါတယ်အဲ့ဒီအခါမှာကြားမှာအကွာအဝေးမရှိထောင်းဖြစ်ပေါ်ခြင်းမရှိတဲ့အတွက်ကြောင့်အဲ့ဒီထောင်းကိုတော့3ညထောင်း3ညဒီဂရီရှိတဲ့ထောင်းလို့ခေါ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်